ဒီစာကအသက်30ကျော်တဲ့အထိညီးငွေ့စရာကုမ္ပဏီဝန်ထမ်းအလုပ်ကိုတီးခံလုပ်ခဲ့ပြီးတဲ့နောက်မှာတော့အိမ်မက်တွေကကိုပိုင်ဘာဘတီးဆိုင်လေးကိုဖွင့်နိုင်ခဲ့ပါပြီ။စုဆောင်းထားသမျှတွေရင်းနှီးထားတာမို့လို့ဒီစာအနေနဲ့ဒီလုပ်ငန်းမဖြစ်မနေလဲပတ်ဖို့လိုပါတယ်။ဆိုင်ဖွင့်တဲ့ပထမဆုံးနေ့မှာတော့ယောက်ျားလေးတစ်ယောက်ကသူ့ကိုလာကြူပြီးဖုန်းနံပါတ်တောင်းလို့မြင်လိုက်ရပါတယ်။ဆိုင်ပိတ်ချိန်ရောက်လို့ဒီစာကဆိုင်သက်ရှိလုပ်ပြီးဆိုင်ပေးဖို့ပြင်နေတဲ့အချိန်မှာအသားဖြူဖက်ဖက်နဲ့မိန်းကလေးတစ်ယောက်ကပြေးဝင်လာလို့ဒီစာတစ်ယောက်လန့်သွားရပါတယ်။မိန်းကလေးကဆိုင်ပိတ်နေတာတွေ့လို့အမြန်ပြေးဝင်လာတာလို့ရှင်းပြတဲ့အခါမှာဒီစာကစိတ်လျှော့ပြီးမိန်းကလေးမှာတဲ့ဘာဘတီတစ်ခွက်ကိုဖျော်ပေးလိုက်ပါတယ်။နောက်တစ်ရက်မှာတော့ဘာဘတီလာမှာတဲ့လျှက်စစ်ပြင်သမားတစ်ယောက်ကဒီတိုင်းမှာသူပြင်စရာတွေရှိလို့မိပိတ်သွားတာတွေဖြစ်လိမ့်မယ်လို့လာပြောပါတယ်။ခေါဝါနဲ့မိန်းမတစ်ယောက်ရောက်လာပြီးသူတစ်နေ့လုံးလေးချင်ကနေလုံနေလို့အားဖြည့်ဖို့စတော်ဘယ်ရီမစ်ဒီနှစ်ခွက်ပေးမဆောက်နိုင်ဘူးမြန်မြန်လှုပ်ဆိုပြီးမှားပါတယ်။လှုပ်ပေးပြီးတဲ့အခါမှာဘာလို့ကြာနေတာလဲငါမောလို့သေတော့မယ်ဆိုပြီးပြောသွားပါသေးတယ်။နောက်တော့လျှက်စစ်ပြင်သမားပြောခဲ့တယ်လို့ပဲမိတွေစားပိတ်လာပါတော့တယ်။ customer တယောက်ရဲ့ order ယူနေတော့ဗရိမောက်အပြင်မှာလူတစ်ယောက်ဇောက်ထိုးပြုတ်ကျသွားသလိုဖြတ်ခလဲမြင်လိုက်ရပါတယ်။နောက်တစ်နေ့မှာတော့မျိုးသမီးတစ်ယောက်ကုမ္ပဏီဝန်ထမ်းအလုပ်ရဲ့စိတ်ဖိစီးမှုတွေကိုမခံနိုင်တော့လို့တိုက်ဖို့ကခုံချသွားတယ်ဆိုပြီးဒီစာကြားလိုက်ရပါတယ်။နောက်တော့ customer တယောက်ရဲ့ order ကိုပြင်မှုနောက်အလှည့်မှာရေခဲတတာပေါ်မှာခြေထောက်နှစ်ချောင်းပေါက်နေတဲ့ခေါင်းပြက်တစ်ခုလိုအရာကြီးတွေးလိုက်ရပြီးတော့တွေ့ချင်းမှနေနိုင်ရန်ထဲကိုနောက်ဆုတ်ပြီးဝင်သွားပါတယ်။အရင်ကအပေါက်ဆိုးတဲ့မိန်းမရောက်လာပြီးစတော်ဘယ်ရီမီတီတစ်ခွက်မြန်မြန်လုပ်ပေးတပတ်ပတ်ပြေးရအောင်မယ်လို့ပြောပါတယ်။ကြားတယ်ဆိုပြီးတော့လည်းအဖြစ်ပြောသွားပါသေးတယ်။ကလေးတယောက်ရဲ့ order ကိုယူနေတော့မှပထမနေ့ကသူ့ကိုလာကြူတဲ့လူကတန့်စင်ခန်းလေးကိုဝင်သွားတာတွေးလိုက်ရပါတယ်။ customer မျိုးသမီးတယောက်ကဒီစာကိုတရေမြင်ထားသလိုဖြူဖက်ဖြူရောဖြစ်နေတယ်လို့ပြောပါတယ်။အကြီးမွားတဲ့သူတွေကညရောက်ရင်အခက်တွေ့နိုင်လို့ဘယူဆိုင်ဖို့ပြောသွားပါတယ်။ဆိုင်ပိတ်ချိန်ရောက်လာတဲ့အခါမှာတော့တန့်စင်ခန်းလေးကိုဝင်သွားတဲ့လူကအခုထိထွက်မလာသေးတာကိုဒီစာသတိရလိုက်ပါတယ်။ယောက်ျားလေးအိမ်သားကိုဖွင့်ကြည့်လိုက်တော့ဘယ်သူမှမရှိပါဘူး။မိန်းကလေးအိမ်သားကိုဖွင့်ကြည့်တဲ့အခါမှာလည်းဘယ်သူမှမရှိမှန်ပါဘူး။ဒါပေမဲ့နောက်ပြန်လှည့်လိုက်တဲ့အခါမှာအဲ့လူကအိမ်သားအပေါက်ဝမှာကြက်သိမ်းထားစရာအပြုံးနဲ့ဒီစာကိုတက်တက်ရက်ကြည့်နေပြီးတော့အဲ့အချိန်မှာဆိုင်ထဲကမီးတွေလည်းပိတ်နေပါတယ်။ဒီစာကဆိုင်ပိတ်ပါပြီလို့ပြောလိုက်တဲ့အခါမှာအဲ့လူကစကားတစ်ခုမှပြန်မပြောပဲမိန်းကလေးအိမ်သားနဲ့ပြေးဝင်သွားပါတယ်။ဒီစာကမိန်းကလေးအိမ်သားပြန်ဖွင့်ကြည့်တော့ဘယ်သူမှရှိမနေပြန်ပါဘူး။သူထင်အောင်ထင်မှားနေဖြစ်နေလို့စောစောအိမ်ပြန်ပြီးဆရာဝန်နဲ့ပြမယ်လို့ဒီစာဆုံးဖြတ်လိုက်ပါတယ်။စိတ်ဆရာဝန်ကစိတ်ဖိစီးလို့ဖြစ်တာမို့လို့မရှိတဲ့အရာတွေကိုမြင်လာရင်တခြားနေရာကိုကြည့်ပြီးအာရုံလွှဲဖို့ပြောပါတယ်။အလုပ်စောစောနားဖို့လည်းအကြံပေးလိုက်ပါတယ်။ဆိုင်ကရောင်းကောင်းနေတဲ့အတွက်ရီစာကတော့နားဖို့အစီအစဉ်မရှိပါဘူး။ customer တယောက်ကကုမ္ပဏီတစ်ခုကိုဦးစီးရတာမလွယ်တဲ့အကြောင်းသူ့အလုပ်သမားတယောက်တာဝန်နေစီကနေထွက်ပြေးသွားတဲ့အကြောင်းပြောနေတော့မှအနောက်ကအသားဖြူဖက်ဖြူရောနဲ့မိန်းမတယောက်ထောနဲ့လမ်းလျှောက်လာပြီးမျက်စိရှိနေပျောက်သွားပါတယ်။ customer ကကိုလွတ်ယုံသွားတဲ့သူ့ဝန်တန်းကြံခဲ့တဲ့အရှုပ်တွေကိုရှင်းနေရတယ်ဆိုတာနဲ့သူ့စီမှာယာနဲ့ချီတဲ့လူတွေအလုပ်လုပ်နေတာမို့လို့သူကတော့အမိန်ကလေးလိုရှောင်ထွက်သွားလို့မရဘူးလို့ပြောပါတယ်။နောက်လာတဲ့ customer မိန်းကလေးရဲ့ order ကိုပြင်နေတော့ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာအသားရောင်ဖြူဖက်ဖက်ကလေးလေးတယောက်ဖြစ်နေပြီးတော့ဘာစကားမှမပြောပဲဒီစာကိုစိုက်ကြည့်နေပါတယ်ဒီစာကသူ့ကိုကြည့်နေတော့မှအမြင်အာရုံမှောင်မဲလာတဲ့အတွက်စိတ်ဆရာဝန်ပြောခဲ့တဲ့အတိုင်းအချီလွှဲထားလိုက်တဲ့အခါမှာမိန်းကလေးကိုပဲပြန်မြင်ရပါတယ်စိုင်ပိတ်ချိန်ဒီစာတန့်ရှည်လုပ်တဲ့အချိန်မှာကျမ်းမြေမှာသွေးကွက်တွေပေးနေတယ်လို့မျိုးတွေ့ရပါတယ်ငါးရမ်းမြောက်နေပါလေဒီစာကမူမှန်တယ်လို့ခံစားနေရပေမဲ့ customer တွေပိုများလာတာမို့လို့ဆက်လုပ်ရမယ်လို့ပဲဆုံးဖြတ်ထားပါတယ် customer ရဲ့ order ယူနေတော့ဒီစာရဲ့မျက်နှာချင်းဆိုင်မှာအကုန်လုံးဖြူဖက်ဖက်နဲ့မိန်းကလေးတယောက်ဘယ်တော့မှမသိရောက်နေပြီးဒီစာကိုထိုင်ကြည့်နေတာတွေ့ရပါတယ်။ customer ကသူဘိုးဘာဆေးတွေကိုစိတ်မချပေမဲ့သူ့သားကပြောလို့စမ်းတောက်ကြည့်တာလို့ပြောပါတယ်။ငါဘိုးဘာဆေးတွေတစ်ပြီးသေးခဲ့ရင်မင်းကိုလာချောက်မယ်လို့ပြောသွားပါတယ်။နောက် customer တယောက်ကဒီနေရာမှာနေရတာကြက်သိမ်းထားလို့မြန်မြန်သွားတော့မယ်ဆိုပြီးထွက်သွားတဲ့အခါမှာသားဖြူဖက်နေတဲ့မိန်းကလေးကကောင်တာစီကိုတက်တက်လျှောက်လာပါတယ်။အနီးကပ်ရောက်လာတဲ့အခါမှာသူကအသားရောင်ဖြူဖက်နေုံနေမကပဲမျက်လုံးတွေလည်းအမဲရောင်နေဖြစ်နေတာတွေ့ရပါတယ်။ငါ့ကိုဘာချာမက်ဒီတစ်ခွက်မြန်မြန်လုပ်ပေးမဟုတ်ရင်တော့ဒီစာရဲ့အမြင်အာရုံတွေပေါင်မဲလာပါတယ်။ order ကိုပြင်နေတော့မှကြာလီမမြင်ရလေဖြစ်လာပြီးတော့အမိန်ကလေးပြောခဲ့တဲ့အတိုင်းအချိန်မီမလုပ်ပေးနိုင်ရင်တခုခုဆိုးဆိုးဝါးဝါဖြစ်တော့မယ့်ပုံပါပဲ။လုံးဝနေပါမမြင်ရတော့တဲ့အထိပေါင်မဲလာတဲ့အခါမှာဒီစာက order ပြင်လို့ပြီးသွားတဲ့အတွက်မိန်းကလေးကလည်းကျေးဇူးတင်ပြီးထွက်သွားပါတယ်။ဒီစာရဲ့အမြင်လည်းပြန်ကောင်းလာပါတယ်။အဲ့လိုနဲ့6ရက်မြောက်နေ့ကိုရောက်လာပါပြီ။ဒီစာကသူမြင်နေရတာတွေကြောင့်တရက်ပြီးတရက်စိတ်လွတ်လာသလိုခံစားလာရပါတယ်။ဒါပေမဲ့လက်လျှော့လိုက်ရင်အားစိုက်ထားသမျှတွေတဲတဲရေသွုံဖြစ်မှာမို့လို့ဆက်ပြုံးထားပြီးဝန်ဆောင်မှုပေးဖို့ပဲစိတ်ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့ဒီနေ့လာတဲ့ customer တွေအားလုံးဒီစာပေါ်ရင်သီးတဲ့စကားတွေပြောလာပါတယ်။သူ့ကိုတက်တက်ရက်ကြည့်နေတဲ့မျက်လုံးအနေနဲ့လူတွေကိုလည်းပတ်ပတ်လဲမှာတွေ့လာရပြီးတော့နောက်ဆုံးမှာဒီ
ဒီစာကအရင်နေ့ကတွေ့ရတဲ့မျက်လုံးမဲတွေနဲ့မိန်းကလေးသူ့စီဝုန်းကနေရောက်လာတာကိုတွေ့လိုက်ရတဲ့အတွက်ပြေးရတော့မယ်ဆိုတာသိလိုက်ပါတယ်နောက်ခန်းထဲကဗီဒီယိုထဲဝင်ပုံးတဲ့အခါမှာမျက်လုံးမဲတွေနဲ့မိန်းကလေးရောက်လာတာကိုဗီဒီယိုပေါက်ကနေတွေ့နေရပါတယ်မိန်းကလေးကဒီစာဘက်ကိုလှည့်ကြည့်လာတဲ့အခါမှာတော့မီးတွေပိတ်သွားပြီးတော့ပြန်ပွင့်လာတဲ့အခါမှာမိန်းကလေးကိုမတွေ့ရတော့ပါဘူးဒီစာကစိတ်ချရပြီလို့ထင်တဲ့အချိန်ဗီဒီယိုတွေကပြန်ထွက်လာပြီးကောင်တာစီပြန်သွားတဲ့အခါမှာအရင်တွေကသူ့ကိုအမြဲကွန်ပလိန်တက်တဲ့မိန်းမဝါဝါကြီးရက်ဆောင်နေတာကိုတွေ့ရပါတယ်မင်းဘယ်တွေသွားနေတာလဲငါဘဲတီးနေတာ10မိနစ်ရှိပြီမင်းကိုထိုင်ဆောင်နေဖို့လူတိုင်းမှာအချိန်မရှိဘူးတခြားဆိုင်မှာသွားဝယ်ပြီးပြန်လာလို့တောင်ရတယ် customer တွေကိုဒီလိုပဲဆက်ဆံနေကြလားအဲ့ဒါကြောင့်လူမလာတာပဲကောင်တာကိုဒီအတိုင်းထားခဲ့လို့မရဘူးတခိုးလာခိုးသွားရင်ဘယ်လိုလုပ်မလဲဒီဆိုင်လေးတောင် manage မလုပ်နိုင်လူတယောက်ကအပေါ့သွားခြင်းလာလို့ဘာပဲတီးမှာပြီးတန့်စင်ခန်းကိုသုံးဖို့ရောက်လာပါတယ်ကောင်တာရှေ့ကိုရောက်တော့အော်ဒါယူဖို့လာတဲ့ဒီစာကိုတွေ့ရပါတယ်မှာတရားရှိတာမှာပြီးတန့်စင်ခန်းကိုသုံးဖို့ပြီးတော့တန့်စင်ခန်းကဝန်ထမ်းတွေအတွက်ပါပဲလို့ဒီစာကပြောပါတယ်ဒါပေမဲ့သူကမဆောင်နိုင်တော့တဲ့အတွက်ဒီစာအနောက်လှည့်နေတဲ့အချိန်မှာတန့်စင်ခန်းနဲ့ခိုးဝင်သွားပါတော့တယ်အထဲမှာယောက်ျားလေးအိမ်သားကိုတစ်တာတွေနဲ့ပိတ်ထားတာတွေ့ရတော့မိန်းကလေးအိမ်သားကိုဖွင့်လိုက်တဲ့အခါမှာအပေါက်ဆိုတဲ့မိန်းမရဲ့အလောင်းကိုတွေးလိုက်ရပါတယ်အဲ့ဒါနဲ့သူလည်းလမ်းဖြတ်ပြီးရဲကိုတိုင်ဖို့ဆိုင်အပြင်ကိုပြေးထွက်ပါရီစာကအနောက်ကနေခုံနဲ့ရိုက်ချလိုက်ပါတော့တယ်တတိမယတရားဖြစ်နေတဲ့အချိန်မှာသူ့ကိုရီစာကခြေထောက်ကနေတရွတ်တိုက်ဆွဲနေပြီးတော့တန့်စင်ခန်းကဝန်ထမ်းတွေအတွက်ပဲလို့ပြောတယ်လေငါစကားကိုဘယ်သူမှနားမထောင်ကြဘူးငါ့ကိုအရှုံးသမားလိုပဲမြင်ကြတယ်မျက်လုံးတွေနဲ့ဝေဖန်ကြတယ်ဒီဆိုင်လေးကငါခိုလုံရလေးငါကဘာလေးမင်းဖြက်စီးတာကိုမခံနိုင်ဘူးမင်းရောသူရောအရေးမဲတွေရောဖြက်စီးတာကိုမခံဘူးမင်းကြောင့်ဒီလိုမလုပ်ရှင်ပဲလုံးရတော့မယ်ငါပဲတီးကိုမင်းမတောက်လိုက်ရတာတော့စိတ်မကောင်းပါဘူး